လုပ်ပြတာကြာပြီပေါ့ဗျာကျွန်တော်ခုဒီဗီဒီယိုလေးကိုမလုပ်တာကြာပြီနဲ့ကျွန်တော်အနေနဲ့နောက်တဲ့အတင်းနဲ့ပတ်သက်တဲ့အင်းချက်လက်တွေပြန်လည်ပြီးတော့ဒီနေ့ကစပြီးတော့ပြန်လည်ပြီးတော့သုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်အတင်းမန်ချက်စတာယူနိုက်တက်အတင်းလို့မဟုတ်ဘူးဗျာကျွန်တော်ဒီ international break ကျွန်တော်အရင်ဘက်ကပြများလေးကန်ပြီးသွားတယ်ဆန်လာလန်2စီးနဲ့9ပွဲနောက်ပိုင်းinternational break ကနှစ်ပတ်ဝင်တယ်ဗျာကျွန်တော်တို့ဒီလာမယ်စနေနေ့မှာဆိုရင်ကျွန်တော်မန်ချက်စတာယူနိုက်တက်အတင်းနဲ့ဒီဘောကိုတင်းလို့ရှင်းနေကစားမယ်အဖီပွဲမှာတွားရောက်ပြီးဝေးဝင်တွားရောက်ရှင်းနေကစားမယ်ပွဲရှိတယ်ဗျာတော့အဲ့ဒီတိုင်မှာလည်းကျွန်တော်လက်လုံးမှာကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်အတင်းရဲ့ဝယ်ယူကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ Twitter မှာရောကျွန်တော်တို့ဒီရင်းထန်တာတော့များများလေးပေါ်ပြထားတဲ့ report တွေကိုကျွန်တော်တို့နေဒီထင်မြင်တွေ့နေရတယ်ပေါ့ဗျာဒါတွေကမှန်တယ်မှားတယ်ဆိုတာလည်းကျွန်တော်တို့ဒီအသင်းဘက်ကလည်းတရားဝင်သူတို့အနေနဲ့ထုတ်ပြောထားခြင်းမရှိတဲ့အခြေအနေပေါ့ဗျာကျွန်တော်တို့ဒီအသင်းကိုဒီဝယ်ယူတာမဝယ်ယူတာကြောင်းလဲရတာဒါကျွန်တော်ကွင်းပြင်မှာဆိုင်တဲ့ကိစ္စတွေပေါ့ဗျာကျွန်တော်တို့အရင်ဆုံးကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနဲ့လီဗာပူးအသင်းတို့ရဲ့ပွဲအသင်းကိုကျွန်တော်တို့ ਨੇ ပွဲယူ30ချက်လေးအနေနဲ့အရင်ဆုံးကျွန်တော်စပြီးတော့နည်းတော့တွားကြည့်နိုင်ပါဗျာကျွန်တော်ရဲ့ထင်မြင်ချက်နေနဲ့ပေါ့ဗျာကျွန်တော်ဒီမန်ယူလေးနဲ့လီဗာပူးအသင်းမှာဆိုကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ကျွန်တော်နောက်ဆုံးဆော့ခဲ့တဲ့9ပွဲမှာကျွန်တော်တို့3ပွဲနိုင်2ပွဲရှုံးဆိုရရလက်နဲ့ကျွန်တော်တို့ဒါရလက်ကိုပိုင်ဆိုင်ထားတယ်ပေါ့ဗျာကျွန်တော်တို့ဒီဘန်လီအသင်းကိုဝေးဝဲမှာနိုင်တယ်ကျွန်တော်မန်စီးတီးကိုအိမ်နဲ့မန်စီးတီးကိုဝေးဝဲမှာရှုံးတယ်ချက်စီကိုနိုင်တယ်ကျွန်တော် Bradford ကိုရှုံးတယ်ကျွန်တော်နောက်ဆုံးထားခဲ့တဲ့ဆန်ဒါလန်ကိုနိုင်ထားတယ်ပေါ့ဗျာကျွန်တော်အဲ့ပွဲစဉ်5ပွဲမှာဆိုကျွန်တော်တို့ဒီဆော့ကစားခဲ့တဲ့ပွဲစဉ်5ပွဲမှာကျွန်တော်ရလက်နဲ့ခြေကမ်းပိုင်းကအားရပြီးတော့ပွဲနိုင်ပွဲတွေ့ရှိခဲ့တာဆိုကျွန်တော်နောက်ဆုံးဆရာခဲ့တဲ့ဆန်ဒါလန်အသင်းနဲ့ပွဲစဉ်မရှိရပေါ့ဗျာကျွန်တော်တို့ဒီအသင်းရဲ့ခြေစွမ်းအရာကိုကစားသမားတွေရဲ့ individual ရဲ့ဒီစွမ်းဆောင်ရတဲ့ဘိုင်းတွေရောကျွန်တော်ကောင်းကောင်းမွန်မြင်တွေ့ရတဲ့ပွဲဆိုကျွန်တော်ဒီနိုင်တဲ့နိုင်တဲ့လို့နိုင်တဲ့ပွဲလုံးဝယူနိုင်ရတဲ့ပုံဆောင်တဲ့ပွဲတွေတော့ဆန်နာလာနဲ့ပွဲတွေတပွဲပဲရှိနေဘူးဗျာကျွန်တော်ပိတ်သက်တွေအနေနဲ့အားရမှုကိုပိုင်းအောင်ကျွန်တော် United ပိတ်သက်တွေအားရပြီးတော့ကိုယ်တိုင်ကြိုက်ခဲ့တဲ့ပွဲပေါ့ဗျာကျွန်တော်ဒီတစ်ဖက်ကလီဗာပူးအသင်းကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်လီဗာပူးအသင်းအနေနဲ့နောက်ဆုံးဆော့ခဲ့တဲ့5ပွဲမှာကျွန်တော်တို့အနေနဲ့သူတို့အနေနဲ့3ပွဲရှုံးလာတယ်2ပွဲနိုင်ဆိုရလက်ကိုပိုင်ဆိုင်ထားတယ်နောက်ဆုံးဆော့ရတဲ့3ပွဲလုံးမှာသူလီဗာပူးအသင်းနဲ့ရှုံးနေထားတယ်သူချန်ပီယံလိဂ်မှာလည်းကလာရာဆိုင်အသင်းကိုတင်မှတ်ထားတဲ့အနေထားနဲ့1-0ဆိုရလက်နဲ့ရေးနေထားတယ်နောက်ဆုံးရှင်လင်ကလာခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာဆိုလည်းကျွန်တော်ချက်စီအသင်းကို2-1ဆိုရလက်နဲ့ရှုံးနေထားတယ်ပေါ့ဗျာကျွန်တော်လီဗာပူး